မင်္ဂလာပါရှင်အစီရေးတင် How to Lifestyle Channel ရဖြစ်ပါတယ်ရှင်ဒီနေ့ကတိုက်တာမနေ့ကတော့ဆေးကန်းသွားပြီးတော့ဆေးထည့်ပါတယ်ပတ်တီးကိုဖြုတ်လိုက်ပါပြီရှင်ဈေးထိပ်မှာကြက်နေတယ်လူတွေကကြက်နေတယ်ဈေးတယ်တွေနဲ့ကားပါကင်ထိုးထားတာတွေနဲ့သွားတဲ့ကားတွေကလည်းဖြည်းဖြည်းသွားနေရတော့သူတို့ကတစ်ဖက်လမ်းချောင်းတဲ့ဘက်ကိုကူးမယ်ဆိုပြီးတော့သူတို့ကကားစတေးရင်ရွှေ့လိုက်တဲ့အတွက်ကြောင့်မလို့ကားဘိန်းကထွက်လာပြီးတော့ခြေထောက်ကိုကျိတ်သွားပါတယ်ရှင်ဒီကနေစပြီးတော့ကျိတ်တာဒါဒီဘက်ကိုရောက်တဲ့အခါမှာကားကွေသွားတဲ့အခါမှာဒီဘက်မှာသွေးထွက်သွားပါတယ်ဒီဘက်ကလည်းအသားအရည်ကုန်လေးတွေလှန်သွားပါတယ်ရှင်သွေးတွေထွက်သွားပါတယ်ဆေးကန်းကိုခေါ်သွားပြီးတော့ဆေးထည့်ပေးပါတယ်ဝကြွေးဆက်ရတာလို့ပဲသဘောထားပါတယ်ရှင်မှုလည်းမလုပ်ပါဘူးဘာမှလည်းသူတို့ကိုမတောင်းဆိုပါဘူးရှင်သူတို့အဲ့နေရတော့စိတ်ကူပြပါတယ်နောက်တော့တစ်ခါမှတော့မဆုံးကြသေးပါဘူးတယောက်နဲ့တယောက်ဓာတ်မှန်မှာတော့အယိုးမထိသွားပါဘူးရှင်ဘာဖြစ်လဲဆိုတော့ကားဘိန်းကထွက်လာပြီးတော့ကျိတ်သွားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါကိုလည်းတော်တော်ကိုဒါအကုသိုလ်ရှိပြီးတော့တော်တော်ကိုခံစားသွားတာဖြစ်ပါတယ်ရှင်အယူမထိသွားပါဘူးအသက်ကြီးတဲ့အတွက်ကြောင့်မလို့ဒေါင်းတော့ဖြစ်သွားပါဖြစ်ပါတယ်တစ်ဖက်ကတော့ကိုကမှုလည်းမလုပ်ဘူးဘာမှလည်းမတောင်းဆိုဘူးတူတူလည်းဘာမှအဲ့နေရဆေးကူပေးပြီးတော့ဘာမှတော့သူတို့နဲ့လည်းအဆက်အသွယ်မရပါဘူးရှင်အားလုံးကျန်းမာချမ်းသာကြပါစေ